မနက်ဖြန်29ရက်8လ2026အတွက်ပေါ့နော်ကြာတာပရိနေ့အတွက်ပါဒီဗီဒီယိုဖိုင်ကလေ29ရက်8လ2026ကြာတာပရိနေ့အတွက်ပါရှင်အဲ့တော့မနက်ဖြန်အတွက်ကိုမပြောခင်မှာကျမအရင်ဦးဆုံးပြောစရာရှိတယ်ဆိုတာကလေဒီလိုမျိုးပေါ့နည်းနည်းရှင်းပြစရာရှိတယ်အဲ့ဒါကကြတော့ဘာလဲဆိုလို့ရှိရင်ကျမစီမာကလေထုံးစံလိုဖြစ်နေတဲ့အရာတစ်ခုရှိတယ်ကျမနဲ့လက်တွဲထားတဲ့အဖွဲသားတွေအနေနဲ့ကကျမစီမှာစပိန်နင်းတဲ့သူရဲ့ဆိုပြီးတက်ရှိရเนาะဒါစပိန်နင်းတဲ့သူရဲ့အနေနဲ့ break နင်းရတာပေါ့နော်အဲ့တော့စပိန်နင်းတဲ့ line ရှိတယ်ခွေအိတ်ကြတဲ့ line ရှိတယ်เนาะပတ်ပြေးကြတဲ့ပတ်လုံးပတ်ဝိုင်းနေတဲ့ line ရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတဲ့ခါကျတော့ဒီတစ်ပတ်မှာဒါစပိန်နင်းတဲ့သူတွေဆိုလို့ရှိရင် break က8ခါနင်းတာရော9ခါနင်းတာရော9ခါဆိုဒီနေ့မနေ့အောင်သွားတာပေါ့နော်အဲ့တော့ break 8ခါနင်းတဲ့သူတွေရော break 9ခါနင်းတဲ့သူတွေရော break line မှာလေဒီစပိန်နင်းတဲ့သူတွေကနှစ်ခါပြန်စားပြီးရပြီးသွားပြီအောင်ပွဲဆင်ပြီးသွားပြီเนาะအဲ့တော့ခွေအိတ်ကြတဲ့သူတွေကလည်းဟူးမကြော်မှာပဲဒီ3လုံးလေးခွေကြတဲ့ခွေအိတ်ကြတဲ့သူတွေနည်းနည်းလေးအောင်ပွဲဆင်သွားပြီအဲ့တော့ဟူးမကြော်ပေါ့เนาะဒီဟူးမကြော်ပတ်လုံးပတ်ဝိုင်းကျမဒီတစ်ပတ်မှစပြီးကြီးညာပြီးရောင်းပေးတဲ့ဥစ္စာကလည်းဒါဒီမနက်မှာပဲအောင်ပွဲဆင်သွားပြီเนาะနောက်ပြီးတော့တခါဒီစင်တူလေးတွေပေါ့เนาะစင်တူလေးတွေလောက်ကြတဲ့သူတွေကလည်းဒီအဖွင့်မနှက်မှာတွေပဲအောင်ပွဲကစဉ်းစားပြီးသွားပြီဖြစ်တဲ့အခါကျတော့ပြောချင်တာကကွာပတ်လုံးပတ်ဝိုင်းသမားတွေအနေနဲ့လည်းအဆင်ပြေကြပြီဆိုတဲ့အခါကျတော့ဒီ6ပင်မှာကျမက9ပင်အောင်ပွဲဆင်နိုင်ခဲ့ပြီကျမအဖွဲသားတွေကအဲ့ဒီတော့ဘလို့ဖြစ်နေလဲဆိုလို့ရှိရင်ကျမစီမာကလေဒီနေတိုက်တွေအနေနဲ့မုံနေတော့ကြီးကောင်းနေပြီဆိုလို့ရှိရင်ကျမတို့အဖွဲသားတွေကနည်းနည်းစောင့်ရတယ်အဲ့တော့ကလေပြီးခဲ့တဲ့အပတ်ကဆိုလို့ရှိရင်လေမုံတွေကမနက်တိုင်းမှာ9ရက်စလုံးမနက်တိုင်းမှာတရက်ကလေးမှမပြတ်ဖ ೇನೆ ပြီးခဲ့တဲ့တစ်ပတ်เนาะပြီးခဲ့တဲ့တစ်ပတ်က9ရက်စလုံးမှာတရက်မှမပြတ်ဖ ೇನೆ ကိုဒီမုံတွေကစားသွားတယ်အဲ့ချိန်တော့ဆိုကျမတို့ရဲ့အဖွဲသားတွေမှာလေဒီခွေအိတ်ကြတဲ့သူတွေဆိုပို့ဆိုးတယ်တိတာအထိနာကြတာအဲ့တော့ဒီလေးလုံးခွေအိတ်ကြတဲ့သူတွေဆိုပြီးခဲ့တဲ့တစ်ပတ်ကပျောက်ကထွက်သွားတာဒီတစ်ပတ်မှာလည်းဒီလေးလုံးခွေအိတ်တဲ့သူတွေပဲကြံတော့တယ်ပေါ့เนาะအဲ့တော့ပြောချင်တာကတယောက်ကောင်းရင်တယောက်ကစောင့်ပေးရတဲ့သဘောမှရှိတယ်အဲ့တော့ဒီတစ်ပတ်မှာပြီးခဲ့တဲ့တစ်ပတ်ကနေတိုက်သမားတွေအနေနဲ့ကဒီမုံနေတော့တွေကအရန်အလုပ်လုပ်ထားတဲ့ခါကျတော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်စံချိန်တင်စွာနဲ့မုံတွေက3ရက်တိမစားတာသေးဘူးเนาะအဲ့တော့ကျမကအစကလုံးဝမတင်ပေးတော့ဘူးလို့တော့စဉ်းစားတာဒါပေမဲ့လေကျမကိုယုံကြည်လို့လုပ်နေတဲ့သူတွေအနေကိုခွန်အားပေးချင်တာလည်းပါတယ်နောက်တစ်ခုကဒုတ်ဝေနေတဲ့အလှည့်မှာတော့အာကျုံမန်တက်တွေလုတ်ခဲ့ကြပြီးတော့မှမုံဝေတဲ့အလှည့်မှာကျမမပြောလိုက်မိမှာလဲစိတ်ပူတယ်ပေါ့နော်ကျမမပြောလိုက်လို့မတိလိုက်လို့မုံငွေတဲ့အလှည့်မှာမစားလိုက်ရမှာအောင်လေကျမစိတ်ပြီးဒါကြောင့်ပြောမှာမနှက်ဖြန်ကိုလည်းမုံကတစ်ခုသုံးမဟုတ်6ခုကြာတာပရင်းဖြစ်တဲ့တော့က9ချောင်း300ချောင်း3ချောင်းเนาะအဲ့ဒါလေး